ရုတ်စကားပြောလုံးဝအမြန်ဆုံးလေးနဲ့ပကလုံးစီးပြီးတော့တက်မြောက်အောင်လို့ဆိုတော့ဘယ်လိုလုပ်ရမလဲ Okay ဒီအကြံလေးကကြတော့လို့ဆိုရင်တင်နန်းသူတင်နန်းသားတိုင်းကိုအမြင်ပေးနေကြဖြစ်တဲ့အကြံလေးဖြစ်တယ်အဲ့ဒါပါလဲဆိုတော့လို့ဆိုတော့တရုတ်စကားကိုမြန်ပို့ပြီးတော့ကျွန်းကျင်တက်ချင်တယ်ဆိုရင်တရုတ် drama ကားတွေကိုကြည့်မယ်အစားလို့ဆိုတော့ကလေးတရုတ်ကာတွန်းကားလေးတွေကိုများကြည့်ပေးပါဘာလို့လဲဆိုတော့ကာတွန်းကားဆိုတာကလေကလေးတွေနားလည်အောင်လို့လုံးဝအခြေခံအကြဆုံးတရုတ်စကားလုံးတွေကိုသုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့နားလည်ရလွယ်တယ်သင်ယူရလွယ်တယ်မှတ်ရလွယ်တယ်ပေါ့နော်အဲ့တော့ကာတွန်းကားလေးတွေများကြည့်ခြင်းအပြင်ကိုယ့်ရဲ့စကားပြောကိုပုံပြီးတော့မြင့်တင်လို့ရတယ်အဲ့တော့ဘလို့ကာတွန်းကားလေးတွေကြည့်လို့ရလဲဆိုတော့ဒီမှာရှောက်ကျူးဖိတ်ချီဒီကာတွန်းကားလေးလည်းကြည့်လို့ရတယ်လို့ဟိုင်မြဲပေါစသဖြင့်ပေါ့နော်ဒီလိုတရုတ်ကာတွန်းကားလေးတွေကြည့်လို့ရတယ်တကယ်လို့ကာတွန်းကားမကြည့်ချင်ဘူးဆိုရင်လည်းဆိုတော့ YouTube မှာဘလို့ရိုက်ရှာလို့ရလဲဆိုတော့ Chinese cartoon for beginner ဆိုပြီးလည်းရိုက်ရှာလို့ရတယ်လို့ဒါမှမဟုတ်Chinese cartoon for learning language ပေါ့နော်အဲ့လိုမျိုးဒါဆိုစလုံးလေးတွေနဲ့ keywords လေးတွေနဲ့ရိုက်ရှာကြည့်တာကာတွန်းကားတွေအများကြီးကြာလာနိုင်မယ်နောက်ပြီး conversation တွေပေါ့နော်အပြန်အလှန်စကားပြောတွေ dialogue တွေနားထောင်ခြင်းအပြင်လည်းကိုယ့်ရဲ့စကားပြောပုံမြင့်တင်လို့ရပါတယ်